အမေရိကန်သမ္မတထရန့်ကကနေဒါအပေါ်အသက်တကျိန်စီးကျက်ခွန်ချင်းချမှုလှုပ်ဆောင်ပြီးနောက်ပြင်ပချင်းချမှုကိုတုံ့ပြန်မှုအတွက်ပြည်ရင်းထောက်ကောင်ဝယ်ဖို့ကနေဒါပြည်သူတွေကိုကနေဒါဝန်ကြီးချုပ်မာကာနီကဇန်နဝါရီ24ရက်ကတိုက်တွန်းခဲ့ပါတယ်။မာကာနီဟာ၎င်းရဲ့ပုဂ္ဂလိကလူမှုမီဒီယာအကောင့်မှာကြိုတင်ရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာမာကာနီကကျွန်တော်တို့ရဲ့စီးပွားရေးကပြင်ပနိုင်ငံရဲ့ချင်းချမှုခံရတဲ့အတွက်ကနေဒါပြည်သူတွေကရွေးချယ်မှုလှုပ်ဆောင်လိုက်ပါတယ်။ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့ကိစ္စအပေါ်မှာပဲအာရုံစိုက်လှုပ်ဆောင်ပါမယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်ကိုတိုက်ရိုက်ပြောကြားခြင်းမရှိပေမဲ့လည်းမာကာနီကပြည်ရင်းထုတ်ကုန်ဝယ်ယူခြင်းမူဝါဒအားအကောင့်ထဲပေါ်မှုကိုတွန်းအားပေးမယ်လို့ထပ်မံအလေးထားပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကတခြားနိုင်ငံရဲ့လှုပ်ဆောင်ချက်ကိုမထိန်းချုပ်နိုင်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကမိမိရဲ့အကောင်းဆုံးဖောက်သည်ဖြစ်လာနိုင်ပါတယ်။ကျွန်တော်တို့ကကနေဒါထုတ်ကုန်တွေကိုဝယ်ယူသွားမှာပါ။ကျွန်တော်တို့ကကနေဒါထုတ်ကုန်တွေနဲ့နိုင်ငံကိုတိစောက်သွားမှာပါလို့၎င်းကထောက်ပြပြောကြားခဲ့ပါတယ်။အဲဒီနေ့မှာပဲမာကာနီက၎င်းရဲ့တရားဝင်လူမှုမီဒီယာမှာစက္ကန့်40ကျော်ကြာတဲ့ဗီဒီယိုတစ်ခုဖော်ပြပြီး၎င်းလက်တလောကာလအတွင်းတရုတ်ကာတာနိုင်ငံကိုခီးစဉ်သွားရောက်ပြီးကမ္ဘာစီးပွားရေးဖိုရမ်နှစ်ပတ်လည်အစည်းအဝေးသက်ဆိုင်ရာလှုပ်ရှားမှုတွေကိုတက်ရောက်တဲ့အခြေအနေကိုပြန်ပြောင်းဖော်ပြခဲ့ပါတယ်။ဒါ့အပြင်၎င်းကကနေဒါအတွက်ပုံမကြီးမားတဲ့စီးပွားရေးနဲ့မဟာဗျူဟာအကျိုးစီးပွားရယူဖို့အတွက်မိဖက်ဆက်ဆံရေးကိုမြင့်တင်ခြင်းကုန်သွယ်ရေးအမျိုးစုံလင်မှုကိုဖော်ဆောင်ခြင်းလို့လှုံ့ဆော်တဲ့အပြင်ယင်းနှမြုံနှံမှုကိုဆွဲဆောင်နေကြောင်းပြောကြားခဲ့ပါတယ်။ Trump ကအဲ့ဒီနေ့မှာလူမှုမီဒီယာမှာ posting ကနေဒါနဲ့သက်ဆိုင်ရာနိုင်ငံသဘောတူညီချက်ရရှိပါကအမေရိကန်ကိုတင်သွင်းမဲ့ကနေဒါထုတ်ကုန်တွေအပေါ်စီးကျက်ခွန်100%ကောက်ခံမယ်လို့ချိန်ချောက်ပြောကြားခဲ့ပါတယ်။